စာရေးသူဖွပွင့်တွေရဲ့ official YouTube channel ဖြစ်တဲ့ Go Show Radio Channel ကိုအားပေးနားဆင်ကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေစိတ်ဝင်စားဖွယ်အားကောင်းတဲ့ပရလောကနဲ့ကံမြားဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာချစ်ရတဲ့ပရိသတ်ကြီးတွေနားဆင်ရမှာကတော့စာရေးသူအကားစော်ရေးသားထားတဲ့ခလောက်ကွေးကချွေးရီဆိုတဲ့ဇလန်းရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်သွားပေးပြီးတော့ဘေးနောက်မှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ချင်ရတဲ့ပရိသတ်ကြီးတွေနားဆင်နိုင်ဖို့အတွက်ဇလန်းလေးကိုစတင်လိုက်ပါပြီ။ခင်ဗျားတို့ဘောစီကတစီထပ်တူဝေလိုက်တဲ့ဆိုပြကားသမားကိုမောင်တရားပြောပြောဆိုဆိုနဲ့ကိုအောင်မင်းထိုင်နေတဲ့စပွဲမှာလာထိုင်နေတယ်။လက်ပဲရဲ့ဆိုင်ရာစပွဲထိုးကောင်လေးကပြင်းလာတဲ့အခါကိုမောင်တရားလက်ညှိုးတစ်ချောင်းထောင်ပြလိုက်ရှင်ပုံမှန်အတိုင်းပဲလုပ်ဟဲ့စပွဲထိုးကလေးမှာအနာကိုယ်တော်မလာဘဲနဲ့ခေါင်းငိမ့်ကပြေးဝင်သွားလေတယ်ကိုအောင်မင်းကလေကိုမောင်ကြီးအမေကိုဖြေတဲ့အနေနဲ့ခေါင်းငိမ့်ပြလိုက်တယ်ခမရအဲ့ကောင်မြင်မိပြီလားကိုအောင်မင်းကခေါင်းခါလိုက်တယ်စပွဲထိုးကောင်လေးကလက်ဖက်ရည်တစ်ခွဲလာချတာကြောင့်ကိုမောင်ကြီးကဇွန်းကိုကောက်ယူလိုက်ကလက်ဖက်ရည်ခက်ကုန်မွေးနေဖြစ်နိုင်ခမရအဲ့ကောင်မမောင်းနဲ့ဗျအစားမရှိအဆောင်မရှိကိုမောင်ကြီးရဲ့စကားကြောင့်ကိုအောင်မင်းမျက်လုံးပြူးသွားတယ်အဲ့ကနည်းနည်းရာဇဝင်ရှိတယ်ဗျကိုအောင်မင်းတော့အလွန်သိချင်မိသွားတယ်ကားလောကမှာရာဇဝင်ရှိတယ်ဆိုတဲ့စကားမှာအတိုက်အခိုက်အသေးအပြောက်ရှိဖို့တယ်လို့ဆိုခြင်းဖြစ်တယ်ပြောစမ်းမအောင်ကိုမောင်တရားလိုင်းစုံတယ်မလားကျုပ်ကဒီရွှေကဘာကားကိတဲ့မှာမောင်းနေတာမဟုတ်လားကိုမောင်တရားတစ်ဖက်ရဲ့ဒီဇိုင်းမောတောင်းလိုက်ပြီးရဲ့နောက်ကျုပ်ပြောမယ်အဲ့ဒီကအရင်တော့ခလောက်ကွဲမှာမောက်ဖူးတယ်ဗျလူတော်3ယောက်သေးဖူးတာဟုတ်လားဗျာကားတော့တိတ်မပြက်စီဘူးဗျဒါနဲ့ဘိုင်ရှင်ကပြန်ပြင်ပြီးတော့ဆက်မောင်းတော့နောက်တစ်ခါလေခလောက်ကွဲမှာပဲလူထက်တိုက်မိတဲ့ဗျဒါနဲ့ဘိုင်ရှင်ကတော့တခြားသူရှောင်းလိုက်တာဗျရွှေခီးကားကိတ်ရပေါ့ဗျာဩရွှေခီးဆိုတာကြားတော့ကြားဘူးတယ်ဒါနဲ့အဲ့ဒီကားကိတ်ဘိုင်ရှင်ကဘာသာချဆိုဗျသူတို့ကပရိတ်တွေဘာတွေမရွတ်လို့နေမှာပေါ့ဗျကားတိုက်ပြီးတန်းရှိရင်မလုပ်လို့ဖြစ်မှာပေါ့ခမရအဲ့လိုပြောမယ်ဆိုတာကျုပ်သိပြီးသားပါဒါနဲ့ तू ကဘသူ့ကိုရောင်းလိုက်တယ်ထင်တယ်ဗျအနာဝါကိတ်ကိုရောင်းလိုက်တာဩကိုကျော်မြို့နိုင်တို့ကားကိတ်ပေါ့ဟုတ်တာပေါ့ဗျာအနာဝါကိုကျော်မြို့နိုင်ဟာကားကိုတေးသေးချာတန်းရှင်းလှုပ်တယ်ပရိတ်တွေဘာတွေရွှတ်ပြီးမှခီးဆွေးတာဗျဒါမဲ့ပြီးခဲ့တဲ့2လလောက်ကားမောက်တာခမရကြတယ်မလားအနာဝါကကိုဝင်းမောင်ကားမောက်တာမဟုတ်လားကြားမိပါသေးတယ်ဗျအဲ့ဒီကားပဲဗျမောက်တဲ့နေရာကလေးခလောက်ကွေးပဲဗျာကိုအောင်မင်းတယောက်ဘာမှမပြောနိုင်တော့ပါကိုမောင်တရားဆက်လက်ပြီးတော့ကိုဝင်းဦးနဲ့ခမရနဲ့ရင်းနေတယ်မဟုတ်လားကားမောက်ပြီးတော့ကိုဝင်းဦးကလည်းကြောင်းတောင်ဖြစ်သွားတော့အခုဆိုစတီယာရင်မှာမကင်တော့တာကားဝင်းတဲ့ဈေးရောက်နေတာခမရအတိပဲသူ့ကမှလိုက်သွားတဲ့စပေယာချစ်ဆန်းဆိုရင်ယူးကြောင်ဖြစ်သွားလို့အယူထောင်ပိုးရတယ်ဗျဟာဟဲ့လူခမရပြောတာဟုတ်ရဲ့လားကိုမောင်တရားကိုအောင်မင်းကိုကြည့်လိုက်ကဒီမှာကိုလူကိုမောင်တင်းတော့မဟုတ်တာမပြောဘူးအခုအာနာဝါကိုကျော်မျိုးနိုင်ဟာခမရတို့ရွှေကိုပန်းအောင်အဲ့ဒီကားအောက်စိနဲ့ရောင်းထားတာကားကိုတွင်ခမရကြည့်လိုက်ကားညာဘက်ချမ်းလေကာမန်ကကွေးနေလို့တိတ်တင်နဲ့ကတ်ထားလိုက်မယ်အဲ့ဒါတခြားမဟုတ်ဘူးဗျကိုကျော်မျိုးနိုင်တို့ကားကိုဗရိတ်ရွတ်ပြဲရည်ဖြန်းတော့ကားထဲမှာနေတဲ့တရေကမကျင်တတ်လို့လေကာမန်ခွေးလိုက်တာတဲ့ဗျာဘယ်သူမှမရှိဘာမှမထိပဲနဲ့လေကာမန်ကသူ့လိုအပ်သွားတာထူးဆန်းပါဗျာဒါကြောင့်ကျုပ်ခမရကိုတတိပေးတာဗောကိုအောင်မင်းတကယ်လို့ခမရအဲ့ဒီကောင်မောင်းရမယ်ဆိုရင်ပရိတ်ခွေမဖွင့်နဲ့တရားခွေမဖွင့်နဲ့ဗျအခုဈေးရောက်နေတဲ့ကိုဝင်းဦးကကျုပ်ကိုတတိပေးသွားတယ်ပရိတ်ဖွင့်တရားဖွင့်ကားတွေကတရေမကျင်တတ်ဘူးလေဗျာတအားကျန်းလာဆိုပဲကျေးဇူးပါပဲဗျာကျုပ်လေကားထွက်ချိန်ကြီးနေလို့သွားလိုက်အောင်မယ်ဗျကိုအောင်မင်းတယောက်လက်ဖက်ရည်လက်ကြံကုန်မောတောက်စားလိုက်ပြီးတော့ကုံမောင်တင်းကိုလက်ပြနှုတ်ဆက်ကလက်ဖက်ရည်ဆိုင်အတွင်းကနေထွက်လာခဲ့တယ်ကိုအောင်မင်းစိတ်ထဲမှာတော့ကုံမောင်တင်းပြောတဲ့စကားတွေကိုတူလို့သွေးနေမိတယ်ကိုအောင်မင်းမှာကားသမားဖြစ်တယ်။ကိုအောင်မင်းတို့ကားဂိတ်မှာရွှေကဘာကားဂိတ်ဖြစ်ကခီးသေးတင်ကားတွေကိုမောင်းနေရလေတယ်။အချိန်အပြည့်2010ခုနှစ်ခန့်ဖြစ်တယ်။ကိုအောင်မင်းတို့ကားဂိတ်မှာနေမျိုးကြီးနှမျိုးကိုရှေးကားနောက်ကိုမောင်းရခြင်းဖြစ်တယ်။အဲဒီခေတ်ကမန်လွန်ရန်နေမှာဒေဝူကားတွေအများဆုံးဖြစ်တယ်။ကိုအောင်မင်းမှာအတောင်စားရှိပေမဲ့လည်းအလုပ်ချိန်အတွင်းတောက်စားလည်းမရှိ။ကားမောင်းရမှာလည်းအလွန်သီးခြားကကျွန်းတင်တာကြောင့်စိတ်ချရသူဖြစ်တယ်။အခုမောင်းနေတဲ့ရွှေကဘာကားလိုက်မှာလေ15နှစ်နီးပါးမောင်းနေသူဖြစ်တာကြောင့်ကားဂိတ်တစ်ခုလောက်မှာဖေးအမြဲဆုံးလူဖြစ်ကအားလုံးကချီးကျူးနေကြတယ်
ရွှေကဘာကားလိုက်မှကားလိုက်ပိုင်ရှင်မအဆောင်ရန်နောက်လိုက်များအစုံကိုအောင်မင်းကိုတလေးတစားဆက်ဆံကြတယ်။နေမျိုးတစ်မျိုးကိုဆက်တွေ့ထားပေမဲ့လေလမ်းကျန်းချင်းကြားမှာခီးတဲ့အသက်အဆင်းများခြင်းကုံစီတဲ့ဆောင်မှုများပြားခြင်းတို့ကြောင့်ခီးစဉ်မှာအဆုံးထိဆိုရင်တနေ့နဲ့တညနေပါမောင်းနေရတယ်။လမ်းမှာကားပြက်နေရင်အဲ့ထက်ပုံပေါ်အချိန်ကြာတက်လေ။ကိုအောင်မင်းကားကဲအောင်မဝင်ခင်မှာပဲကားကဲအဝမှာရက်ထားတဲ့ကားအသေးသစီကိုထိလိုက်ရတယ်။ကားအသေးဆိုရခြင်းမှာအတေးအတိုင်းဖြစ်နေလို့မဟုတ်သူတို့လိုက်မှမရှိဘူးသေးတဲ့ကားတစ်စီးဖြစ်နေရကြောင်းသာအတေးလို့ခေါ်ရခြင်းဖြစ်တယ်။ကားရဲ့အားလုံးအလိုလိုမှာဂျပန်တပည့်ရေးကားတွေကိုရီးယားတပည့်ရေးကားတွေဖြစ်တယ်။ကားသေးကိုလက်ပက်ကြည့်တဲ့အခါရှေးလေကမန်းကြီးမှာခရီးသည်တဲ့အတန်းအစင်းလို့တဲ့အချမ်းမှာကွေးအပ်နေရကြောင်းတိတ်အကြည်တွေနဲ့ကတ်ထားတာကိုတွေ့ရတယ်။ကားမောင်းသမားအချမ်းမဟုတ်တာကြောင့်အန်ဒရီမရှိလာပါမဲ့လေကိုအောင်မင်းတယောက်ကိုမောင်သိန်းပြောထားဖို့တဲ့စကားကြောင့်ထိတ်လန့်သွားလေတယ်။တဲပြင်းတစ်ချက်ကိုချပြီးတော့ဂိတ်ထဲကိုဝင်လိုက်စဉ်ဂိတ်ရုံမှာကားဂိတ်ဖန်ရှင်အောင်တာသူ့ကိုစောင့်နေလေတယ်။ကိုအောင်မင်းရောက်လာပြီကိုကျုပ်ခမရအောင်စောင့်နေတာပြောပါအာစရိရှေ့မှာကားအသေးတွေ့တယ်မဟုတ်လားကျုပ်အိုက်ကောင်ကိုကြုံမြန်းရန်စီဝေလိုက်တာဗျကျုပ်တို့စီမှာခီးသေးရှိပေမဲ့ကားနဲ့လို့ခီးရမလောက်ဘူးမဟုတ်လားအခုဒီကထပ်ဝေလိုက်တော့ခီးစင်ထပ်တိုးလို့ရတာဗောကိုအောင်မင်းကောင်းပါတယ်အာစရိအဲ့ဒါအခုဒီညဒီကားနဲ့ထွက်မယ်ပထမဆုံးအဖွင့်ခီးစင်ကိုအောင်မင်းကိုမောင်းစေခြင်းနဲ့ကိုအောင်မင်းကထူပူသွားလေတယ်ခင်ဗျာဘာမှပြန်မပြောနိုင်ပဲခင်ဗျားလို့သာအတန်းအကျကြီးဖြင့်ထုံးမိတော့တယ်ကားအောင်တော့အထူးဆန်းနဲ့ကိုအောင်မင်းမမောင်းနိုင်လို့လားဘာခက်ခဲရှိလို့လဲဘာမှတော့မရှိပါဘူးဗျာဒါပေမဲ့ကျွန်တော်အကြံတစ်ခုပေးခြင်းနဲ့ကားအသေးဆိုတော့ညခီးစင်မမောင်းပဲနဲ့နေခီးစင်အရင်ဆွေးတင်တယ်လို့တင်တယ်အောင်နာမျက်နှာဖြတ်သွားတယ်ဘာဖြစ်လို့လဲဗျကျုံမောင်းနေကြနစ်ကိုလေးတို့ခုံက6ချီတို့ဆိုရင်ကားဘလို့အထာရှိတယ်ဆိုတာအလို့ရနေပြီအာစရိဒီတော့နေမောင်မောင်ညမောင်မောင်ကိစ္စမရှိဘူးကားအသေးကြတော့ကျုပ်တို့နဲ့လက်ပွန်တတိမဖြစ်သေးဘူးအထာမကြသေးဘူးပြီးတော့ညဘက်ခီးစင်ဟာနေဘက်ခီးစင်ထက်ပိုပြီးတော့အာယုံဆိုင်ရတယ်မဟုတ်လားဒါဆိုကိုအောင်မင်းကမမောင်းနိုင်ဘူးလို့ပြောချင်တာလားဒီလိုမဟုတ်ပါဘူးအာစရိကျုပ်ကအသက်16နှစ်ကလေးကကားမောင်းလာခဲ့တာအခုအသက်40ကျော်ပြီဆိုတော့ကားမောင်းတိုင်းနှစ်ပေါင်း20ကျော်30နာကတ်နေပါပြီကျွန်တော်မောင်းလာတဲ့သက်တမ်းတစ်လျှောက်ကိုဘက်ကမှလို့ကားတိုက်တာတစ်ခါမှမရှိဘူးမဟုတ်လားကားတိုက်တယ်ဆိုရင်တော့မှအပြက်အစီနေနိုင်တဲ့များနေအောင်ရှောင်နိုင်ခဲ့တယ်ဒါကြောင့်အခုပြောနေရတာကျွန်တော်မမောင်းနိုင်လို့စင်လဲပေးနေရမဟုတ်ပါဘူးအာစရိအေးပါဗျာကိုအောင်မင်းအကြောင်းကျုပ်အသိဆုံးပါကျုပ်ကကိုအောင်မင်းကိုရွေးရတယ်ဆိုတာကိုအောင်မင်းကကျုပ်တို့ဟောရီရွှေကဘာရင်လိုက်မှာတက်တန်အကြဆုံးဒရိုင်ဘာတယောက်ပြီးတော့ကားအောင်လေတည်တည်ချာချာကျွမ်းကျင်မောင်းတက်ပြီးသားဆိုတော့ကျုပ်ကိုအောင်မင်းကိုရှုံလို့ဒီတောင်ဝင်ကိုခိုင်းရတာပါကိုအောင်မင်းဒီတခါတော့မငြင်းပါနဲ့ဗျာပထမဆုံးခီးစင်ဆိုတော့နောက်နေလို့လည်းမကောင်းဘူးမဟုတ်လားနောက်ဆုံးမသက်တာတော့အကြောင်းကိုအောင်မင်းခေါင်းရှင်းလိုက်ရတော့တယ်ဟုတ်ကဲ့ပါအာစရိအောင်နာမတ်တန်ထားရက်ကကိုအောင်မင်းရဲ့ပခုံးကိုပို့လိုက်ရင်စူးစမ်းပေးပါဗျာအလေကိတ်မှာကိုကျော်တက်လိုက်မယ်ခမရသူနဲ့တယောက်တလေးစီမောင်းပေါ့စပေရကတော့ရှန်နိုင်ကိုခေါ်သွားပါကိုအောင်မင်းမျက်နှာကျုံသွားမိရဲ့ကိုကျော်မှလည်းကားမောင်းအထူးကျင်လေးသူဖြစ်တာကြောင့်ပြောစရာမရှိသို့တော်ရှန်နိုင်မှာစပေရဖြစ်တာတနေ့ခန့်ပင်ရှိသေးရကြောင်းအသွေးကြုံနှုတ်သေးတယ်ကားအောင်နာကလည်းကိုအောင်မင်းမျက်နှာကိုခေခမ်းမိရဲ့ဘာဖြစ်လို့လဲကိုအောင်မင်းဘာမှဖြစ်ပါဘူးအာစရိစင်ပြေပါတယ်အဲ့လိုနဲ့အဲ့ဒီတရေစီးနေရဲဆိုတော့ကားသေးကြီးကိုညာခီးစင်မောင်းနေရအတွက်ကိုအောင်မင်းဆုံးဖြတ်လိုက်ရတော့ညနေ4 နာရီခန့်မှာကားစားတင်ထွက်ခွာလာခဲ့တယ်ခရီးစဉ်အစားမို့ကားမှာလူနေသေးတယ်ကားဝင်ကနေထွက်လာပြီးတဲ့နောက်မြို့ကိုပတ်နေရတယ်အဲ့ဒီအချိန်မှာကားစပေယာရန်နိုင်မှာဗရိတ်ခွေတစ်ခွေကိုစက်ထဲထွေးဖွင့်လိုက်တယ်အဲ့ဒီရန်ခရီးသည်တင်ကားမှာ TV တွေတက်ဆင်ထားတဲ့မြန်မာကားတွေကိုခရီးသည်တစ်ချောင်းပြသကြလေရအဲ့ဒီကားတွေမပြသခင်ကားစားထွက်ခြင်းအချိန်မှာတော့ဗရိတ်ပထန်းအခွေတွေကိုဖွင့်တက်တာကထုံးစံဖြစ်တယ်ကိုအောင်မင်းကားမောင်းနေကိုမောင်တင်ပြောဆိုတဲ့စကားတခုအမရလိုက်တယ်အဲ့ဒီကားကိုမောင်းရင်ဗရိတ်ခွေမဖွင့်နဲ့ကိုအောင်မင်းမှာရန်နိုင်ကိုတားမြစ်မယ်လို့အကြံဖြစ်ပေမဲ့လေတကယ်တမ်းတော့မတားဖြစ်လိုက်ပါအကြောင်းမှာကိုမောင်တင်ပြောတဲ့စကားကိုမယုံတာကြောင့်ဖြစ်တယ်ကားကိုမောင်းနေလိုက်ရင်မြို့အထက်နာကိုရောက်လာခဲ့တယ်ကားလမ်းပေါ်မှာကားတွေကရှုပ်ထွေးနေစေဖြစ်တယ်ဒါမဲ့ကားမောင်းနေရင်တခုခုထူးခြားလာတယ်အဲ့ဒါတော့မောင်းနေစေမှာပဲကားလမ်းဘေးကိုထိုးကျသွားရခြင်းဖြစ်တယ်ကိုအောင်မင်းကင်ထားတဲ့စတီယာရင်မှာလေးလံလာသလိုတစုံတူကဆွေးထားတယ်လို့ခန်းစားရတယ်ကားစတီယာရင်မှာမလောက်ပဲမဲ့လေကားမောင်းနေရင်တဖြည်းဖြည်းလမ်းဘေးကိုထိုးဆင်းလာတယ်ကိုအောင်မင်းကလည်းစတီယာရင်ကိုအကုန်ဆွေးလိုက်ရတယ်တချီမှာတော့ကားမှာလမ်းဘေးကိုထိုးမကြပဲတဖဲရင်ကြောပေါ်ထိုးတန့်သွားတယ်မျက်နှာချင်းဆိုင်ရင်ကြောမှလာတဲ့ဆိုင်ကယ်တစ်စီးနဲ့တိုင်းမီမလို့ပင်ဖြစ်သွားကကိုအောင်မင်းတယောက်ကားကိုအမြန်ဆွဲချလိုက်ရတယ်
ကားတော်တစ်ချိန်ချင်းခါသွားပြီးတော့ခရီးသည်များမှထိတ်လန့်သွားကြတယ်။ရန်နိုင်တရားခွေပိတ်လိုက်။ဘာဖြစ်လို့လဲဆရာ။ပိတ်ဆိုပိတ်လဲစမှာကွာ။ရင်နောက်လိုက်ရန်နိုင်ကလည်းပရိတ်ခွေကိုဇက်အတွင်းကနေထုတ်လိုက်ကမြန်မာတန်တချင်းအခွေကိုထိလိုက်တယ်။တိုက်ဆိုင်နေလာတော့မပြောတတ်ပါ။တချင်းတန်ထွက်ပေါ်လာတဲ့အခါမှာစတီယာရင်မှာပေါ်ပသွားပြီးတော့ကားမှလည်းလမ်းဘက်ကိုဆင်းမသွားတော့ပါ။တရေတစီကိုယုံကြည်မရှိတဲ့ကိုအောင်မင်းတော်နည်းနည်းယုံချင်းချင်းဖြစ်လာခဲ့တယ်။နေဝင်တဲ့အချိန်မှာကားမှာဟိုင်းဝဲလမ်းမပေါ်တက်ခဲ့ပြီဖြစ်တယ်။ကိုအောင်မင်းမှာအဲဒီလမ်းကိုအမြဲမောင်းနေကြမို့မိသီးနေရာမှာအချိန်တင်နိုင်တယ်။မိသီးနေရာမှာချိုင်းရှိတယ်။မိသီးနေရာမှာလမ်းကျန်တယ်ဆိုတော့ကိုအရေးကြိုတောက်ထားသလိုသိနေလေအောင်ဟိုင်းဝဲလမ်းကိုအသာလေးထိမ့်မောင်းလာခဲ့တယ်။ဒါပေမဲ့လည်းကားရဲ့ရာဆွင်ကိုတီးထားသူမို့စိတ်ကိုတတိတိကြီးနဲ့ကက်ကမျက်စိနဲ့နောက်ကိုဖွင့်ပြီးတော့မောင်းနေလာခဲ့တယ်။ရန်နိုင်တဲ့ခရီးသည်တွေကတော့ကားအကြောင်းမသိချသေးတာကြောင့်အေးလူလူပဲတခြင်းနားထောင်ရင်လိုက်ပါလာကြတယ်။တခြင်းခွေဆုံးတာနဲ့ရန်နိုင်ကမြန်မာကစားပြတယ်။အဲဒီချိန်လူကြိုက်များတဲ့လေတိုးကားတစ်ခါဖြစ်တယ်။ခရီးသည်တွေမှာစကားချင်းရင်လိုက်ပါလာကြသူရှိသလိုတချို့ကလည်းအင်းရင်လိုက်ပါလာကြတယ်။အောင်မလေးခေးကြပါအောင်။ကားမောင်းနေရင်ကိုအောင်မင်းသားတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။မိန်းကလေးအတန်မျိုးခက်ဆူဆူဖြစ်တယ်။အဲလိုနဲ့ခရီးသည်တွေများစီကနောင်မလစ်မှန်ကိုကြည့်လိုက်ရင်ရန်နိုင်မင်းကြားလိုက်သလားကွာကြားလိုက်တယ်စကားတွေကအော်တဲ့အတန်ပါဗျကိုအောင်မင်းကလည်းကားစမ်းမောင်းနေရင်စိမ်မလေးကန်းကြားတဲ့အခါမှာအော်တန်ကိုကြားရပြန်တယ်အခုတခါတော့ထင်ထင်ရှားရှားအော်တန်ဖြစ်တာကြောင့်တခြားခရီးသည်တွေထိတ်လန့်သွားတယ်တရေမိုင်ကားနောက်ခန်းမှာထိုင်နေတဲ့ခရီးသည်မိန်းမသူကဒုနေပဲတစ်ဖက်ချမ်းမှာရှိတဲ့ထိုင်ခုံလက်ညှိုးထုတ်ကအော်နေတယ်ရန်နိုင်ကလည်းအမြန်ပြေးသွားပြီးတော့ဘာဖြစ်တာလဲဗျတရေမိုင်အခုနာဒီကောင်မစပင်းရှင်နဲ့သေးမိုက်တကောင်ထိုင်နေတယ်။ရန်နိုင်ကလေသူပြတဲ့နေရာကိုကြည့်လိုက်ပြီးဘာမှမရှိပါဘူးဗျ။မစိတ်ထင်တာဖြစ်မှာပါ။အဲဒီမိန်းမမှာကြောက်လန့်ကတုံရင်နေတယ်။ရန်နိုင်ကလေအဆင်ပြေအောင်စီစဉ်ပေးရတယ်။အမအနောက်မှာတယောက်တည်းစီတော့ကြောက်ပြီးတော့ထင်အောင်ထင်မှဖြစ်တာနေမှာပါ။ရှေ့မှာလာပြောင်းစီဗျာ။ကျုံနေရပေးမယ်။အဲဒီအမျိုးသမီးမှာကားအရှိဘက်ပိုင်းကိုရောက်လာခဲ့တယ်။ခေးတဲ့ထိုင်ခုံအလွတ်တစ်ခုမှနေရာပေးလိုက်တော့မှအဲဒီထိုင်ခုံမှာထိုင်လိုက်တော့တယ်။ကိုအောင်မင်းကတော့တခုခုထူးခြားနေမှန်းသိလိုက်တယ်။ဇက်လက်မောင်းနှင်းလာနေရင်ကောင်းခန်းရောက်လာတော့တယ်။ပြည့်ချင်တော်ဇက်ကအတွင်းတနေရာမှာမင်းသားအမေတည်သွားတာကြောင့်အာသူဘချတဲ့အခါပါဝင်ရအဲဒီအခန်းမှာဘုံကြီးတရားဟောတဲ့အတန်ထည့်သွင်းထားလေတယ်။တရားတန်တွေထွက်ပေါ်လာတာကြောင့်ကားမှာနွားရတဲ့ကောင်လိုထင်းချုံမရတော့ပဲလူလွန်နေလေတယ်။ဘရိတ်လေးဖန်လို့မကောင်းလီပါကလည်းနေလို့မရနဲ့အတော်ကိုစိတ်ပြန်းစရာကောင်းတယ်။ဂျွန်နဲ့အတူရှိတင်နေရအချောင်းမှာကားကိုလမ်းပေးကိုထွက်ရလိုက်တယ်။ဆရာပေါက်တော့လွတ်မလို့လားအေးသွားချင်တဲ့လူရရှိရင်သွားပါစေတို့တော့ခဏနိုင်မှပြန်စားကြမယ်ဟေးအပေါ်သွားချင်သူတွေကကားပေါ်ဆင်းကားလမ်းတစ်ဘေးမှာဆင်းသွားကြတယ်ကိုအောင်မရလည်းအောက်ဆက်ရီမက်ကိုယူလိုက်ကအဲ့ဒီခန့်ကိုမြန်ကြော်ပြလိုက်တယ်အဲ့ဒီခန့်ပြီးတော့မှစကားကိုရက်လိုက်ကကားကိုဆက်မောင်းနေလာခဲ့တယ်လမ်းမှာရှိတဲ့ကြေးရွာများရုံးငယ်လေးများမှာစောင်းနေကြတဲ့ခီးသည်တွေကိုရက်တင်သွားခဲ့ရညစင်တိုင်းကြော်တဲ့အချိန်မှာအလေကိတ်လို့ခေါ်တဲ့နေရာကိုရောက်လာခဲ့တယ်ခရီးသည်မှာလည်းတဝက်နေပါကျုံးနေပြီဖြစ်တယ်။အဲဒီကနေစမ်းမောင်းနေလာရင်နောက်တနေ့မနေ့စောစောမှာခရီးစဉ်ပြီးဆုံးရမျိုးကိုရောက်ရှိလာခဲ့တယ်။အလေကိန်းမှာရှိကပါရင်လိုက်ရဲ့ကိန်းတစ်ခုရှိရာထော်နေရာမှာ15မိနစ်ခန့်ရှင်းလာလိုက်တယ်။အနည်းမှာညာလုံးပေါက်ဖွင့်တဲ့စားတောင်းဆိုင်တွေလက်ဖက်ရည်ဆိုင်တွေရှိရာခရီးသည်တွေကအစားအသောက်တွေဝယ်ယူစားတောက်ကြတယ်။အဲဒီကိန်းကနေအခုရန်မောင်းကိုကြော်တက်လာလေတယ်။ကိုမင်းညောင်းနေပြီလားဗျ။အေးညောင်းတော့မညောင်းပါဘူးကွာ။ဒီလမ်းတွေကငါတို့မောင်းနေကြပဲမဟုတ်လား။မညောင်ဘူးဆိုပြီးတော့လေမနာပဲမနေနဲ့ဗျအခုကျွန်တော်ရောက်ပြီဆိုတော့ကိုအောင်မင်းနားတော့ဗျရှစ်ဆက်ပြီးတော့ကျွန်တော်မောင်းတော့မယ်ကိုအောင်မင်းမှာမနာချင်ပါကိုကြောင့်မင်းမြများကားမောင်းကျွမ်းစေကမှုအခုကနေတော့ဖြစ်မှာမဟုတ်ဘူးလို့ဆုံးဖြတ်မိရကြောင်းဖြစ်တယ်သို့တော့ကိုကြောင့်ကိုသားလို့မရပါကိုကြောင့်ကားကိုတတိထားမောင်းနော်စိတ်ချပါကိုအောင်မင်းရကဲကျွန်တော်ကားမောင်းမယ်ကိုအောင်မင်းရဟောနောက်ဆုံးခုံတန်းမှာတရေတမော့သွားအိတ်လိုက်ဗျာကိုအောင်မင်းကလည်းစိတ်တထင်ထင်နဲ့နောက်ဆုံးခွန်တန်းလေးကိုလာခဲ့တယ်။အဝေးပြက်ကကိတ်ကြီးရဲ့နောက်ဆုံးခွန်တန်းမှာရင်မောင်းနေတဲ့အိမ်ရန်နေရာဖြစ်တဲ့အတွက်ကိုအောင်မင်းကလည်းလိမ့်ချလိုက်တယ်။ကားမောင်းသူတရားအဖို့ကားပေါ်မှာအိတ်တန်းအောင်လေ့ကျင့်ထားလေရာကိုအောင်မင်းတရားခေါင်းချပေးရနဲ့သူ့အလိုလိုအိပ်ပျော်သွားတယ်။ကားဆလန်မောင်းနေလာရင်ခလောက်ကွေးနောက်ကိုရောက်လာခဲ့တယ်။ခလောက်ကွေးဆိုတော့မှခလောက်ရွာအနီးမှာရှိတဲ့လမ်းကွေးတစ်ခုဖြစ်တယ်။အဲဒါကြောင့်ခလောက်ကွေးလို့သာခေါ်ဝေါ်ကြတယ်။ကားမှာအဲ့ဒီနေ့ကိုရောက်လာစဉ်လမ်းဘေးတနေရာနေအသက်73နှစ်အရွယ်ခန့်ရှိတဲ့မိန်းကလေးတူဟာကားလမ်းမပေါ်ကိုပြစ်တက်လာတယ်။ကိုအောင်မင်းကအဲ့ဒီမိန်းကလေးကိုမရှောင်နိုင်တော့တာကြောင့်ကားနဲ့ပြစ်တိုက်လိုက်တော့တယ်။
မင်းကလေးမှာကားရဲရှင်ကြောင့်ခမွေးကိုလွတ်ထွက်သွားပြီးတော့ကားမှာအဲ့ဒီမင်းကလေးကိုတက်သိမ်းလိုက်နေတော့တယ်။ကိုအောင်မင်းမျက်လုံးတွေပွင့်သွားကအတန်ကြေကြီးနဲ့ထားအောင်ပဲပဲလေအော်ဟီလို့မရပါ။ကိုအောင်မင်းအိမ်မက်မက်နေခြင်းဖြစ်တယ်။အိမ်မက်ကနိုးတာကြောင့်အမြန်ထားရန်ပြင်ဆင်ပဲမဲ့လေမထားနိုင်ပဲတကူလုံးလေးလန့်နေခဲ့တယ်။အဲဒီခိုက်ကိုအောင်မင်းချီရင်ဘက်မှာအနှဲ့ရောင်တရေကြီးတစ်ကောင်တပြေးပြေးသူ့ကိုယ်လုံးပေါ်တက်လာခဲ့တယ်။စပင်ချီကြီးရှိပြီးတော့တကူလုံးနှမ်းမောက်နေတယ်။ကိုအောင်မင်းကိုယ်လုံးပေါ်တက်လာရင်နောက်ဆုံးကိုအောင်မင်းရဲ့ရင်ဘတ်ပေါ်ငုတ်တုတ်ထိုင်ကအဆွေကြီးတွေကိုပြေးပြလေတယ်။ကိုအောင်မင်းအတင်းကျပ်ရုံးကန်ပဲမဲ့လေရုံးမရပါ။သူ့ကိုတရေစီးထားတာဖြစ်တယ်။အတန်ကလည်းမထွက်နိုင်။အဲ့လိုနဲ့အကူကြီးရလုံရငါတကူလုံးကိုလုံရနေမိတယ်။ကံကောင်းချင်တော့ကိုအောင်မင်းချင်ရင်မှာတင်ထားတဲ့ရန်နိုင်ရဲ့အဝိစားထုံမှာအောက်ကိုပြုတ်ကြရရန်နိုင်တယောက်အပြစ်ထားလာကအထုပ်ကိုလာကောက်တယ်။ကိုအောင်မင်းဘာဖြစ်နေရလဲ။ရန်နိုင်ကသူ့ကိုလမ်းနဲ့ပုံလိုက်တော့မှလှုပ်ရှားလို့ရတယ်။ကိုအောင်မင်းကလည်းဘောခနဲ့ကောက်ထားထိုင်လိုက်ပြီးတော့ရေဘူးချောင်ကရေတောင်းလိုက်မိတယ်။တကူလုံးကလည်းချွေးတွေရွှင်းနေတယ်။အေးကုန်းကလည်းအိတ်တာတော့ချွေးထက်တယ်ဆိုတော့အေးကုန်းကမအေးဘူးတင်နေ။ကိုအောင်မင်းကဘာမှပြန်မပြောနိုင်တော့ဘယ်နှရောက်ပြီလဲကွ။ခလောက်ကွေးပါကိုလွန်ခဲ့ပြီလေဆရာ။ကိုအောင်မင်းကလည်းမျက်လုံးပြူကကားရဲ့မောင်းနေရကိုအတင်းပြေးလာခဲ့တယ်။အရှိမခလောက်ကွေးကိုမြင်နေရပြီဖြစ်တယ်။ညအချိန်12နာရီခန့်ရှိတော့မှဖြစ်တယ်။ကားအချိန်လျှော့ပြီးတော့လမ်းခွေကိုခွေချလိုက်တယ်။အဲဒီခါတစ်ဖက်ရင်ကျော်မှမန်လုံအိမ်တစ်ပတ်ခရီးသည်တင်ကားကြီးတစ်စီးမှာသူတို့ကလည်းမျက်နှာချင်းဆိုင်တွေ့ကြလေတယ်။ကားမောင်းနေတဲ့ကိုကြောင့်မှစတီယာရင်ကိုဆွေးခွင့်ရန်လှုပ်လိုက်ပမဲ့လေစတီယာရင်ကိုလင်းမရပါစတီယာရင်ကိုကိုအောင်မင်းကလက်နဲ့စုပ်ကန်ထားရခြင်းဖြစ်တယ်။ကိုအောင်ကြောင့်မှကိုအောင်မင်းကိုထူးဆန်းစွာကြည့်နေလေ။ကိုအောင်မင်းခင်ဗျဘာလုပ်တာလဲ။ကိုအောင်မင်းမှာမျက်လုံးကြီးပြူပြီးခင်ဗျကွေးမြောင်လုပ်တာလေ။ရှေ့ကားကြီးကလည်းနေခဲ့လာပြီဖြစ်တာကြောင့်ကိုကြောင့်မှဘရိတ်ကိုခက်ချန်ချန်နေလိုက်တော့တယ်။အဲဒီခါကားတစ်ခုလုံးရိမ့်ခါသွားကကားမှာရင်ခနဲ့ရက်သွားတယ်။ကားပေါ်ခီးတွေမှာအလံတကြားပြတ်သွားကြတယ်။မျက်နှာချင်းဆိုင်ကအချိန်ပြင်းစွာမောင်းနေလာတဲ့မန်လုံခီးတွေတင်ကားကြီးမှာသူတို့မျက်စိရှိမှပဲကြက်ပြောင်းငှက်ပြောင်းပျောက်သွားကြတယ်။ကိုကြောင့်မှမယုံနိုင်တာကြောင့်အနောက်ကျင်းမှန်ကိုကြည့်လိုက်ရအနောက်ဘက်မှာကားတစ်စီးတွေမှမရှိကိုကြောင့်မှထူဆန်းစွာနေ။ဘာဖြစ်တာလဲ။ကားကြီးရောဘေးရောက်သွားလဲ။အဲဒီခါမှာကိုအောင်မင်းမှာကားစတီယာကိုလွန်ချလိုက်တယ်။အဲ့ဒါလှစ်စခံရတာ။မင်းသားရှိမှကားကြီးဆိုပြီးတော့ရုတ်တရက်ဆွေးကွေးလိုက်ဟောဒီလမ်းခွေပင်နာ6တည်းကိုကြောက်သွားမှာကိုကျော်မဟုတ်တာဗျာဒီကိုင်းကိုကျုပ်တယောက်တည်းမြင်တာမဟုတ်ပါဘူးရန်နိုင်မင်းရောမြင်တယ်မလားရန်နိုင်မှာလည်းအလွန်ထိပ်ပြန်စွာနဲ့ခေါင်းငိမ့်လိုက်တယ်ခီးသေးတယ်ကြောက်လန့်တကြားစိုးရင်တာကြောင့်ကားကိုဆန်လန်မောင်းနေလာခဲ့တယ်ကိုကြောင့်မှတသက်နဲ့တကူမဖြစ်ဘူးတဲ့အဖြစ်ကိုကြုံရတာမို့အန်အော်လွန်ပြီးတော့ကားတော့မမောင်းနိုင်တော့ပါကျုပ်မျက်စိနဲ့တက်အပ်မြင်လိုက်တာပါဗျာမန်လုံကားကြီးဗျာဘလို့လုပ်ပြီးတော့ပျောက်သွားတာလည်းမသိဘူးခလောက်ကွေးကကျန်းတယ်အချောင်းအလန့်ရှိတာဆိုတာမင်းတို့ယုံပြီမလားကိုအောင်မင်းကပြောရင်းဆိုရင်ကားကိုစမ်းမောင်းလာခဲ့တယ်မနေ့9နာရီမထိုးခင်မှာခရီးစဉ်ဆုံးတဲ့မျိုးရှိကားဝင်းကိုကားဆိုင်ရောက်လာလေတယ်ကိုအောင်မင်းနဲ့ကိုကျော်တို့မှအဲဒီတော့မှတပ်ပြင်းချနိုင်တယ်ကိုအောင်မင်းကတော့အဲ့ဒီအဖြစ်တွေကိုလိုင်းကားမှာရှိတဲ့အခြားလူတွေကိုမပြောဆိုရန်အတွက်ကိုကျော်နိုင်နဲ့ရှမ်းနိုင်ကိုနှုတ်ပိတ်ထားရလေတယ်အသွားခရီးစဉ်တစ်ချောင်းတော့ပြီးဆုံးခဲ့ပါပြီအပြန်ခရီးစဉ်ကျန်နေသေးတယ်ကိုအောင်မင်းကလည်းကားကရောက်တာနဲ့ရေမိုးချုံအဝင်းစားလေးကထမင်းစားပြီးတော့တန်းအိတ်တယ်အပြန်လန်းစောအတွက်အေးရဝါမှာဖြစ်မယ်မဟုတ်ပါလားပုံမှန်အပြင်အဲ့ဒီမျိုးမှာကားတွေမှာညာဘက်အချိန်ပြန်ထွက်ကြလေတယ်ကိုအောင်မင်းညနေအိယာနိုးချင်းကားကိန်းမှာလက်မဲ့ရောင်းကကိုအောင်မင်းအာစရိယာကားကိုလူမတင်ပဲခါလီပြန်ခဲ့ပါတဲ့ခါလီဆိုတာမှာမိသီးကုံမိသီးခီးတင်မှာမတင်ပဲမောင်းနေရခြင်းဖြစ်တယ်ကိုအောင်မင်းတရားထူးဆန်းနေတာကတော့အမှန်ဖြစ်တယ်တို့ပဲမဲ့လေခီးတင်တဲ့အများကြီးနဲ့ပြန်ရမယ်တဲ့ခါလီပြန်ရခြင်းကိုပုံမကျင်နေမိတယ်တခုခုအတိုင်းအဆောင်ဖြစ်ခင်ခီးသေးတယ်မထိခိုက်စေရန်အတွက်ဖြစ်တယ်။အပြန်ခီးမှာကိုကြောင့်မပါတော့ပါ။သူနဲ့ရှင်နိုင်နဲ့သာပြန်ခဲ့တယ်။ဂိမ်းမှာအလုံးဝင်ခါစစပေးရအသိမောင်ထူးဆိုသူလေးပါလာတယ်။အလုံးနဲ့3ယောက်သာခီးသေးတယ်မပါဘဲနဲ့ကားကိုပြန်လေမောင်းနေလာခဲ့တယ်။ကားမှာကုန်ချိန်မပါတာမို့အတော်မြင်မြင်ပြေးတယ်။ကိုအောင်မင်းတယောက်လမ်းခီးမှာအပြက်အမောင်များမကြုံစေရန်အတွက်ဆူတောင်းနေမိတယ်။လမ်းခီးမှာတော့ဘာမှမဖြစ်။အလုံးနဲ့ညားစိန်နိုင်ကြော်တဲ့အခါခလောက်ကွေးကိုဖျက်ကျော်ရတော့မှဖြစ်တယ်။ကိုအောင်မင်းတယောက်စိတ်ကိုအေးထားကကားအချိန်ကိုချော့ထားလိုက်တယ်။ခလောက်ကွေးကိုဖျက်တမ်းပြီးတဲ့အထိမိသီးထူချောင်းမှုမှမရှိပါ။သို့တော့ခလောက်ကွေးရွာအရောက်တဲ့အခါဇလန်ကစတော့တယ်။ဟဲ့မောင်တို့မင်းဘာဖြစ်လို့ငိုနေရလဲ။ရန်နိုင်ကမောင်တို့ကိုပြောဆိုပေမဲ့လည်းမောင်တို့မှဘာမှမပြောမဆိုတော့ဘဲနဲ့ရှေးပိုင်းတိုင်ခုံမှာတိုင်ပြီးတော့ငိုချိုနေတယ်။ငိုနေတဲ့အတန်မှာယောက်ျားတယောက်ရဲ့အတန်နဲ့မတူပဲမိန်းမတယောက်ရဲ့အတန်နဲ့တူညီလေ။ဟဲ့ရန်နိုင်
ဒါရွရွမှုတာမဟုတ်ဘူးကွာအပားမိတာထင်တယ်ဗျာအပားမိရတယ်လားခလောက်ကွဲအလုံးမှာကားကိုလမ်းဘေးကိုထိုးရက်ချလိုက်ပြီးနောက်ကိုအောင်မရလည်းမောင်ထူးနောက်လာခဲ့တယ်အခုမောင်ထူးကိုတွေကိုရောက်နေတာဘာလို့လဲကျုပ်နမေကထွေးရှိအေးမင်းဘာလို့သူ့ကိုတွေကိုဝင်းနေရလဲကျုပ်လူတွေကိုအကူကြီးတောင်းချင်လို့ပါကျုပ်ခုကူရကေရမင်းနေပါတယ်ကျုပ်ကိုကြပါကျုပ်ရှင်တို့ကိုမချောက်လန့်ပါဘူးကျုပ်ကိုဖျားဆိုင်နဲ့မနေပါနဲ့ရှင်ကိုအောင်မရခေါင်းချင်းလိုက်ရင်အေးဘလို့ကူညီရမလဲဆိုတာပြောလေကျုပ်ကိုလွန်ခဲ့တဲ့တနေ့လောက်ဒီကားရတိုက်ခဲ့ပါတယ်ကျုပ်လေဒီကားနဲ့အတူတူဆွေးပြီးတော့ပါနေတယ်ကျုပ်ဘဲမှမသွားဘူးတော့ဘေးကိုရောက်နေရလဲဆိုတာလည်းမသိဘဲသွားရမယ်ဆိုတာလည်းမသိပဲဖြစ်နေပါတယ်ကျုပ်ဒီကားပေါ်ကနေတော့ဆင်းလို့မရပါဘူးရှင်အေးနေ့ကငါတို့ဘလို့ကူညီရမလဲကျုပ်ကိုရွာပြန်ပို့ပေးပါဘလို့ပြန်ပို့ပေးရမှာလဲခလောက်ရွာရဲ့အနောက်ဘက်မှာတခွန်တိုင်ရွာဆိုတာရှိပါတယ်အဲ့ဒီတခွန်တိုင်ရွာကျုပ်ရွာပါဦးမင်းလူဒေါ်ငွေရကျုံမိပါတယ်ပါအေးပို့ပေးမယ်ဒါထက်မင်းဘလို့လှုပ်ပြီးတော့ကားတိုက်ခံရတာလေအဲ့တော့ညနေဆောင်ကြည့်ပေါ့ကျုပ်လေတခုံနိုင်ရွာနေခလောင်းရွာစိတ်လာကြောင်းရင်းနဲ့စိတ်တကောင်ကကားလမ်းကိုဖြတ်ပြလို့စိတ်နှောက်လိုက်တာပါလမ်းကွေးကြီးမှာအခုဒီကားကြီးကဘွားခနဲ့ထွက်လာပြီးတော့ကျုပ်ကိုတိုက်သွားတာပါပဲရှင်ကျုပ်ကအဲ့ဒီကလေးကဟော်ရီကားကြီးထဲမှာဆွေးနေခဲ့တာပါကျုပ်ဘေးရောက်လို့ရောက်နေမှလည်းမသိပါဘူးလူတွေကိုပြောပြအကူကြီးတောင်းဖို့ဆိုပေမဲ့လေလူတွေကကျုပ်ကိုကြောက်ကြပါတယ်မင်းကတရေဖြစ်နေတာဟိုမင်းကိုကြောက်မှာပေါ့ဒါနဲ့မင်းကဖះစာနားထောင်လို့မရဘူးလားမောင်ထူးကခေါင်းငိမ့်လိုက်တယ်ဖះစာအတန်ကြရင်ကျုပ်ရင်းနေပူတယ်နောက်တော့တကူလုံးပူတယ်တခါလူကြီးတွေကဖုံးကြီးတွေပြင်ပြီးတော့ကားတစ်ခုလုံးရေတွေဖြန်းတယ်အဲ့ဒီရေတွေကျုပ်ကိုစင်တော့ပူလိုက်တာမီးစားလိုပါပဲကျုပ်လည်းမကျင်တတ်တာနဲ့ဒီကားကြီးအမှန်ခွဲခဲ့တာပါပဲအော်လက်ဆက်သက်တော့ကားမှန်ခွဲတာမင်းလက်ချက်ကိုအေးပါမင်းကငါကူညီမယ်ခလောက်ရွာရောက်ရင်ကားကိုတိတ်ခန့်နဲ့ပုတ်ပြီးကျုပ်ကိုခေါ်ပါရှင်ပြီးရင်တခွန်နိုင်ရွာပို့ပေးပါကျုပ်တို့အမေတို့အောင်းမေးလွန်းလို့ပါအေးကိုအောင်မရကားကိုပြန်လဲပြီးတော့ခလောက်ရွာကိုမောင်းနေလိုက်တယ်မကြခင်မှာပဲခလောက်ရွာကိုရောက်တဲ့အခါကားကိုရွာအတွင်းကိုမောင်းနေဝင်လိုက်ပြီးတော့ရွာအလီမှာရက်လိုက်တယ်ရာကြီးချိန်မတော်လိုင်းကားတစ်စီးရွာထဲဝင်လာတာမို့ရွာသူရွာသားတချို့ကထားကြကြတယ်ကိုအောင်မရအိမ်တအိမ်ရှိမှပေါင်းနေတဲ့တစ်ပင်ကဒီခန့်တစ်ခန့်ကိုကျိုးယူလိုက်ကားရဲ့ရှိပန်ကားကိုတစ်ခန့်နဲ့ပုတ်ရင်ဟဲ့ထွေကြီးငါနဲ့လိုက်ခဲ့ငါတို့နဲ့လိုက်ခဲ့အဲ့လို3ခါခေါ်ရင်3ခါပုံလိုက်ကတစ်ခတ်ကိုကြည့်ပြီးထွေကြီးနင်ပါလာတယ်ဆိုရင်တစ်ခတ်ကိုလှုပ်ပြားဟာကိုအောင်မင်းပြောလိုက်တာနဲ့တစ်ခတ်ကလေးမှာသူ့အလိုလိုညှင်းကျသွားတယ်ကိုအောင်မင်းကလည်းတစ်ခတ်ကိုရန်နိုင်ကိုလမ်းပေးလိုက်တယ်မောင်ထုံးမှာတော့အပူအကလွတ်သွားကမောင်ပန်းနေပုံရတယ်ရော့ရန်နိုင်မင်းကင်စမ်းဟာမလုပ်ပါနဲ့ဗျာကျွန်တော်မကင်ရဘူးမင်းကွာကြောက်တက်လိုက်တာလွန်ပါရောအဲ့လိုနဲ့ကိုအောင်မင်းရပဲရွာလူကြီးတယောက်နဲ့တိုင်ပင်ရတယ်ရွာမှာရှိတဲ့ထွေလာကြီးကိုငားပြီးရဲ့နောက်တခွန်တိုင်းရွာကိုဆက်သွားရတယ်ရန်နိုင်နဲ့မောင်ထူးတို့ကလည်းလိုက်ပါလာခဲ့တယ်တခွန်တိုင်းရွာမှာခလောက်ရွာနဲ့ရွာချင်းဆက်နေလေတယ်ရွာခံလူကြီးမှာအုံးမင်းလူတို့နဲ့တီးကျွန်းနေအောင်ကြောင်းတော်သေးတယ်ညတစ်ခါအချိန်မှာအုံးမင်းလူတို့အိမ်ရှိကိုရောက်လာခဲ့တယ်ပြောအုံးမင်းလူထားပါအောင်ဗျအရေးကြီးလို့အုံးမင်းလူတို့အိမ်မှာမီးလေးနေတယ်ကိုအောင်မင်းနဲ့လူတွေကိုတအံ့တော်နဲ့ကြိုးဆူရှာတယ်ကိုမင်းလုံမိန်းမဒေါငွေရီမှာတအံ့တော်စွာနဲ့ဟမ်ဒီရုပ်ပဲဒီလူတွေပဲကိုအောင်မင်းတို့မှာကြောင်ကြည့်နေမိရဲ့ဒေါငွေရီကကိုအောင်မင်းကင်ထားတဲ့တစ်ခက်ကလေးကိုဆွဲယူလိုက်အမလေးသမီးလေးရဲ့အဖြစ်ဆုပ်လိုက်ကြည်လားဒေါငွေရီမှာငိုယိုတော့တယ်ကိုမင်းလူကကိုအောင်မင်းတို့ကိုအေးခံကစကားပြောလေတယ်ညတစ်ခါမရောက်ခင်ခွေးတွေဥပြီးတော့ကျုပ်တို့လင်မြောက်သမီးကလာနှုတ်တယ်ဗျကျုပ်တို့လည်းသမီးကိုတွေးတော့လန့်သွားတာပေါ့သမီးအနောက်မှာတော့ခမရတို့၃ယောက်တွေ့ရတယ်ဗျသမီးကပြုံးပြုံးရွှင်ရွှင်နဲ့သူပြန်လာနေပြီမကြခင်ရောက်မယ်ဆိုပြီးတော့ပြောသွားလို့ကျုပ်တို့လင်များလေးအိမ်မက်ကနေလမ်းနှိုးပြီးတော့မင်းကိုဖွင့်ထားတာပဲဗျခမရတို့ယုံချင်မှယုံမယ်အိမ်မက်ထက်ကခမရတို့ပုံစံနဲ့အပြင်ကပုံစံနဲ့အတူတူပဲဗျကိုအောင်မင်းတို့ကလည်းအံ့ဩမဆုံးတော့ကိုမင်းလူတို့မှထွေးရည်အတွက်နောက်တစ်နေ့မှအလူအတန်းလှုပ်ပေးပြီးတော့အများအတန်းဝင်မယ်လို့သိရတယ်ကိုအောင်မင်းတို့ကလည်းကြကြမနေနိုင်တော့ပါသွားရလာရမယ်အလုပ်ကိစ္စလည်းရှိနေသေးအောင်မို့အိုးမင်းလူတို့ကနှုတ်ဆက်ပြီးတဲ့နောက်လာလာတဲ့ပတ်စံတချို့ကိုထွေးရည်အလူအတွက်လူတန်းခဲ့ပြီးတော့တခွန်တိုင်းရွာမှာထော်လာကြီးနဲ့ပြန်ထွက်လာခဲ့ကြတယ်ခလောက်ရွာထော်လာကြီးမောင်းသူကလည်းကားခါပေးစရာမလိုပဲကူညီပေးခြင်းဖြစ်တယ်အဲ့လိုနဲ့ညတနာရီခန့်မှာခလောက်ရွာကားကိုပြန်လေမောင်းထွက်လာခဲ့တယ်
ခလောင်းရွာကိုဖြတ်ပြီးတော့မကြမီခလောင်းကွင်းနောက်ရောက်မှာအသက်73နှစ်အရွယ်ခန့်ရှိတဲ့မိန်းကလေးတူကားလမ်းတစ်ပေးမှာဖြတ်ခနဲ့လမ်းမြင်လိုက်ရတယ်။အဲဒီမိန်းကလေးမှာသူတို့ကောင်လက်ပြိုင်းရင်ကြံရင်းနေခဲ့တယ်။ရန်နိုင်တဲ့မောင်တို့မြင်မသိပေမဲ့လေကိုအောင်မေကတော့ထင်ကြကြမြင်တွေ့လိုက်ရတယ်။ခလောင်းကွင်းကိုကျုံလုံပြီးတဲ့အခါကိုအောင်မေကစမ်းသပ်ကျင်လာတယ်။အဲ့လိုနဲ့ရန်နိုင်ရေပရိတ်ကိုဖွင့်လိုက်ကွာ။ရန်နိုင်ကလေဆက်အတွင်ပရိတ်ခွေထဲကဖွင့်လိုက်တော့မင်းအောင်ဆောင်နေတဲ့လှပစွာအလားဆင်ထားတဲ့မန်လုံခီးတင်ကားကြီးမှာပရိတ်တရားတန်ဝေဆဆာနဲ့ဟန်ဝေလမ်းမကြီးပေါ်မှာခင်းနေလဲရှိနေပါတော့တယ်။ဟုတ်ကဲ့ပါချင်ရတဲ့ပရိသတ်များရှင်ခလောက်ကွေးကထွေးရည်ဆိုတဲ့ဇလန်လေးကတော့ဒီလောက်ပါပဲနော်။ဇလန်လေးကိုအစားနေဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ချင်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။